အကျွေးလည်းပဲနစ်နေနော်မလျော်မကန်တဲ့ဒုတိယလုံးပြီးတော့အကျွေးလည်းပဲနစ်နေနုံနစ်နေပြီဆိုရင်မနက်ပြန်28ရက်တလ2026မှာအကျွေး2000ထူလိုက်ပါလမ်းသွားလမ်းလာကိုထူလို့ရပါတယ်တကြီးရွယ်ဦးတွေထူလို့ရပါတယ်ဆင်းရဲနွမ်းပါတဲ့သူတွေကိုထူလို့ရပါတယ်အဲ့လိုထူထမ်းလိုက်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အကျွေးနုံနစ်နေတာတွေနော်မဟုတ်တဲ့ဟလာတူတီနုံနစ်နေတာတွေဒါတွေအားလုံးအကုန်လုံးကောင်းသွားမယ်နော်ပြန်ပြီးတော့အဖက်ဆယ်လို့ရသွားမယ်ဒါကြောင့်မလို့မနေ့ပြန်28ရက်တလ2026မှာအကျွေး2000နော်လှူပါစင်းရနွမ်းပါသူလိုအပ်နေတဲ့သူကလေးသူငယ်ပေါ့ဗျာလမ်းမှာတွေ့တဲ့သူတွေအစမပြေတဲ့သူလှူဘလောက်လှူရတယ်2000ထပ်ပို့လှူလဲရတယ်လှူလိုက်တာနဲ့ဒီပြန်နဲ့မိတ်ဆွေတို့ရဲ့ကန်ဆာတာဟာအမတန်မှဟုတ်ပဲเนาะကောင်းမွန်ပြီးတော့ဟလာဟိုဒုက္ခရောက်နေတဲ့ကိစ္စတွေဆင်းရဲချက်တဲနေတဲ့ကိစ္စတွေအားလုံးဟာအဆင်ပြေချောမွေ့လာဖို့ရှိတယ်မနှက်ဖြန်ကတရက်ထဲလှူရဘဝမှာဒီလိုမျိုးအခက်အခဲတွေ့တဲ့သူတွေကအချိန်ကောင်းခါကောင်းစောင့်ပြီးတော့ဒီလိုလုပ်ရင်အောင်မြင်သွားမှာเนาะဒါကြောင့်မလို့အကြံပေးတာဖြစ်တယ်ကျေးဇူးတင်ပါ